မင်္ဂလာပါရှင်ကြိုဆိုပါရီဒေးဗစ်ဒေါလော့ကျောင်းခရိုင်ကိုရွေးချယ်သည့်အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်ုပ်တို့နဲ့တင်ဤနေရာမှာရှိနေတဲ့အတွက်ဝမ်းသာပါတယ်ဒေးဗစ်ဒေါလော့ဒီဤပြည်နယ်၌အထွေပြားဆုံးသောကျောင်းခရိုင်တစ်ခုဖြစ်တဲ့အတွက်ကျွန်ုပ်တို့ဂုဏ်ယူပြီးတင့်ကလေးအောင်မြင်ဖို့ကူညီရန်ကျွန်ုပ်တို့ဟာတန်လေးတန်ချထားပါတယ်တင့်ကျောင်းသားတင်ယူကြီးထွား၍ရှင်တန်နိုင်ရန်တင်မိသားစုလိုအပ်သောပံ့ပိုးမှုများနဲ့အရင်းမြစ်များကိုပေးရန်ကျွန်ုပ်တို့၏ကျောင်းများကမျှော်မှန်းထားပါတယ်။ဘုံခရိုင်အသစ်တွင်စတင်ခြင်းကကျောင်းမက်ဖွဲ့ကောင်းပြီးရှုပ်ထွေးပါတယ်။ကျွန်ုပ်တို့ဤသူဖြစ်ကျောင်းနှင့်ကျောင်းသူကျောင်းသားများအားကျွန်ုပ်တို့ပံ့ပိုးပုံတို့ကိုသင်နာလည်ရန်ဤဗီဒီယိုမှအထောက်အကူပြုပါမည်။သင်ကိုကူညီရန်ကျွန်ုပ်တို့၏ဝန်ထမ်းများတင့်ကျောင်းတွင်ရှိပါသည်ကျောင်းတိုင်းကတွင်မတူကြတော့လေကျောင်းတစ်ခုစီ၌တင်နှင့်တင့်မိသားစုအားပံ့ပိုးရန်တင်နှင့်တွေ့ဆုံတို့နဲ့တင်နဲ့အတူလုပ်ကင်ဖို့စိတ်လှုပ်ရှားနေတဲ့ကျောင်းအုပ်များနဲ့လက်ထောက်ကျောင်းအုပ်များကျောင်းအကြံပေးဆွေးနွေးသူများရုံးဝင်လမ်းများနဲ့ဆရာမများပါဝင်တော့ပတ်သက်ရှိပါသည်သင်ကလေးဒီနေ့စဉ်ဆရာမများနဲ့လုပ်ကိုင်ပါမည်ကျောင်းသူကျောင်းသားများအားမေးခွန်းများမေးရန်ပါဝင်ရန်နှင့်လေ့လာရန်ကျွန်ုပ်တို့အားပေးပါသည်ထို့အပြင်ကျွန်ုပ်တို့ဆရာမများသည်တင်နေတွေ့ဆုံပြီးတူလုပ်ကိုင်ဖို့စိတ်လှုပ်ရှားနေပါတယ်ကျောင်းကြံပေးဆွေးနွေးသူများသည်တင်ကျောင်းသားအားပညာရေးအရာလူမှုရေးအရာနဲ့စိတ်ခံစားမှုများအရာပံ့ပိုးရန်ဒီနေရာတွင်ရှိနေပါသည်ရုံးဝင်များသည်အဆောက်အုံတွင်ပုံဝင်ရောက်သည့်အခါတင့်အားပထမဆုံးနှုတ်ဆက်သူများဖြစ်သည်ကျောင်းတက်ရောက်မှုကိုကျွန်ုပ်တို့၏ရုံးဝင်ထံတင်အစီရင်ခံနိုင်ပြီးတင်ကျောင်းနှင့်ခရိုင်၌သွားလာရာတွင်တင့်အားကူညီဖို့မေးခွန်းများမေးနိုင်ပါသည်တင့်ကလေးအောင်မြင်ဖို့နှင့်မိသားစုလိုအပ်သည့်အရင်းမြစ်များရှာဖွေရန်ဝန်ထမ်းအားလုံးသည်လူမှုအတိုင်းအဝန်နှင့်လက်တွဲလှုပ်ဆောင်မှုများနှင့်သူလုပ်ကိုင်ပါသည်ကျောင်းတိုင်းသွားလာခြင်းကျောင်းတိုင်းကအတွေ့မတူကြပါကျွန်ုပ်တို့၏မိသားစုအားလုံးနှင့်ဧည့်သည်များကဘေးကင်းရေးအတွက်ကျောင်းတိုင်းကိုအဓိကဝင်ပေါက်မှဝင်ရောက်ကြပါသည်သင်ကျောင်းဆရာမများနှင့်ကျောင်းကောင်းဆောင်ပိုင်းအဖွဲ့နှင့်စုံတွေ့ရန်တင်ကျောင်းအဆောက်အအုံကိုတွားရောက်လည်ပတ်ဖို့တင်၌အခွင့်အရေးများရှိပါသည်ကျောင်းတိုင်း၌ကွဲပြားသည့်အချိန်စရာရှိပါသည် Image of the Strat and Time ကွဲပြားမှုကိုတင်သတိပြုမိခဲ့ပါသလားဗုဒ္ဓဘုနေ့အချိန်စရာကိုတင်သတိပြုခဲ့ပါသလားယင်းကမနက်ပိုင်းတွင်ပထမဆုံးအရာဖြစ်ဆရာမများတင်ယူနေသည့်အချိန်ဖြစ်သည်ထို့ကြောင့်ပုံနေ့များတွင်ကျောင်းသူကျောင်းသားများသည်မနက်ပိုင်းနောက်ကျသည့်အခါတွင်ကျောင်းစာပါသည်မိဘဆရာအစည်းအဝေးများကဲ့သို့အခါတရံတွင်အချိန်စရာများပြောင်းလဲတော်လဲကျွန်ုပ်တို့တင့်ကိုအမြဲဆက်တွယ်၍ပြောပြပါမည်ကျွန်ုပ်တို့အားလုံးသည်တင့်ကလေးအောင်မြင်မှုအတွက်လက်တွဲလှုပ်ဆောင်သူများဟုဒေးဗစ်ဒေါလော့ကျောင်းခရိုင်ကယုံကြည်ပါသည်ကျွန်ုပ်တို့သည်ဒီနေ့ဆက်တွယ်ပြောဆိုရန် digital application တစ်ခုဖြစ်သည့် Parent Square ကိုအသုံးပြုပါသည်ကျောင်းကိုပေးထားသည့်တင်ဤဖုန်းနံပါတ်သို့မဟုတ်အီးမေးလ်လိပ်စာကိုအသုံးပြုပြီးသင်စာရင်းကိုစတင်အသုံးပြုရန် parentsquare.com သို့သွားပါသင်စာရင်းကိုစတင်အသုံးပြုဖို့လုပ်ဆောင်ရာတွင်သို့မဟုတ် Parent Square ကိုအသုံးပြုရာတွင်အကူအညီလိုပါကကျွန်ုပ်တို့၏ဆက်တွယ်ရေးမိသားစုနှင့်လူမှုအတိုင်းအဝန်လက်တွဲလှုပ်ဆောင်မှုများဌာနတို့ကိုဆက်တွယ်ပါကျောင်းတို့ရောက်ရန်နည်းလမ်းများစွာရှိပါသည်သင်ကလေး၌ကျောင်းတို့လမ်းလျှောက်ရန်စပိန်စီးရန်သို့မဟုတ်မိသားစုမှကျောင်း၌ခြားသွားရန်အခွင့်အရေးရှိပါသည်ကျောင်းသားကျောင်းသူအများအပြားကအစကားစီပါသည်တင်နေထိုင်သည့်နေရာအပေါ်အခြေခံ၍တင်သည်တည်ယူပို့ဆောင်ရေးရယူနိုင်ပါသည်သင်ကလေးအားအစကားဖြင့်
တည်ယူပို့ဆောင်ပေးနိုင်ခြင်းရှိမရှိစုံစမ်းရန်သင်ရုံးဝန်ထမ်းကိုဖုန်းဆက်ပါအစားအစာများဒေးဗစ်တောင်လော့တွင်ကျွန်ုပ်တို့၏ကျောင်းသူကျောင်းသားများအားလုံးသည်ကျောင်းတက်ရန်တိုင်းတွင်အခမဲ့မနက်စာနှင့်နေ့လယ်စာရယူနိုင်ပါသည်သို့သောကျောင်းသူကျောင်းသားများအနေဖြင့်မိမိတို့ကိုယ်တိုင်၏နေ့လယ်စာများယူလာလိုပါကယူလာနိုင်ပါသည်သင်၏ကျောင်းသူကျောင်းသားတွင်မတဲ့သည့်အစာများရှိပါကကျွန်ုပ်တို့ကိုတတိပေးပါသင်ကလေး၏ဆရာဆရာမတို့မဟုတ်ရုံးဝန်ထမ်းများကိုပြောပြပါကျွန်ုပ်တို့၏ကျောင်းများတွင်စီကံအချို့ရှိပါသည် behavior အပြုအမူ DD-ST တွင်ကျွန်ုပ်တို့၏ရည်မှန်းချက်မှာကျောင်းသူကျောင်းသားအားလုံးသင်ယူကြီးထွားပြီးရှင်သန်နိုင်ရန်ဘေးကင်းလေးစား၍တာဝန်ရှိသောပတ်ဝန်းကျင်တစ်ခုရှိကြောင်းသိချစေဖြစ်သည်သင်ကလေးသည်၎င်းတို့၏သင်ယူမှုနှင့်အခြားသူများ၏သင်ယူမှုများကိုအထောက်အကူပြုရန်စည်းကမ်းများနှင့်မူဝါဒအားလုံးကိုလိုက်နာဖို့ကျွန်ုပ်တို့တောင်းဆိုပါသည်အကြောင်းရင်းတစ်စုံတရာကြောင့်သင်ကျောင်းသားသည်စည်းကမ်းများကိုမလိုက်နာပါကသင်ကလေး၏ပြုအမူနှင့်ပတ်သက်၍စိုးရိမ်စရာရှိလျင်သင်ကိုဆက်တွဲပါမည်ကာကွယ်စေကလေးအားလုံးကိုကာကွယ်ရန်ကျောင်းသားကျောင်းသူတိုင်းတွင်လက်ရှိကျောင်းကာကွယ်စေမှတ်တမ်းတို့မဟုတ်စေဝါကုသရေးနှင့်သက်ဆိုင်သည့်တို့မဟုတ်စေဝါကုသရေးနှင့်မသက်ဆိုင်သည့်ကင်းလွန်ခွင့်ကျောင်းဖိုင်သွဲတွင်ရှိနေရပါမည်ပုံစံများလိုအပ်ပါကသင်ကျောင်း၏ရုံးတွင်စုံစမ်းပါသင်ကလေးသည်အသစ်တော်တို့မဟုတ်ပြောင်းလဲနေသောကျန်းမာရေးအခြေအနေတွေ့ကြုံခံစားနေရပါကကျွန်ုပ်တို့ကိုအသိပေးပါသင်ကလေးသည်အမြင်အာရုံနှင့်အကြားအာရုံတို့တွင်အခက်အခဲရှိပါကကျွန်ုပ်တို့ကိုအသိပေးပါသင်နဲ့သင်ကလေးကိုကျွန်ုပ်တို့ပံ့ပိုးလိုပါသည်ကျောင်းသားကျောင်းသူတို့ကျောင်း၌အောင်မြင်မှုသည်ကျောင်းတက်ခြင်းနှင့်တိုက်ရိုက်ဆက်နွယ်နေပါသည်အမေရိကန်ပြည်ထောင်စုတွင်သက်9နှစ်နှင့်18နှစ်အတွင်းရှိကလေးအားလုံးအားကျောင်းမမှန်တက်ရန်သတ်မှတ်ထားပါသည်နေ့စဉ်ကျောင်းတက်ခြင်းသည်သင်ကလေးအားသင်ယူရန်ကြီးထွားရန်နှင့်ဆရာဆရာမများအတန်းဖော်များနှင့်ချိတ်ဆက်နေသည်ဟုခံစားစေရန်အထောက်အကူပြုပြီးကျောင်းတွင်အောင်မြင်ရန်လားပိုများပါသည်သင်ကလေးကျောင်းပြတ်မီဆိုပါကအရှိယုံမှဝန်ထမ်းကိုတတ်နိုင်သမျှအမြန်ဆုံးဖုံးဆက်ပြီးကျောင်းပြတ်ရခြင်းအကြောင်းရင်းကိုအသိပေးပါသင်အသိမပေးပါကသင်ကလေးကျောင်းပြတ်ကြောင်းသင်ကိုအသိပေးရန်အလိုအလျောက်ဖုံးဆက်လိုက်ပါမည်အောက်ပါတို့တွင်ခွင့်ပြုနိုင်သောကျောင်းပြတ်ခြင်းများဟုယူဆနိုင်သည်များဖြစ်သည်သင်ကလေးနေမကောင်းသည့်အခါမိသားစုအရေးပေါ်ဆရာဝန်တို့မဟုတ်သွားဆရာဝန်ရက်ချိန်တခါတရံမနက်ပိုင်းများတွင်အလုပ်များနိုင်ကြောင်းကိုကျွန်ုပ်တို့သိပြီးရင်းတို့ဖြစ်ပါကရပါသည်သို့တော့တတ်နိုင်သည့်အခါတိုင်းတွင်တမိုးရှိသောသင်ယူခြင်းများနှင့်စာသင်ခန်းလှုပ်ဆောင်ချက်များကိုမလွတ်သွားစေရန်ကျောင်းသားကျောင်းသူများကအချိန်မှန်ရောက်ဖို့အရေးကြီးပါသည်သင်ကလေးနောက်ကျရောက်ပါကမစိုးရိမ်ပါနှင့်စည်ရင်ပေးရန်အတွက်အရှိယုံတို့သာလာခိုင်းလိုက်ပါသင်ကလေးနှင့်စာတစ်စောင်ပို့လိုက်နိုင်ပါကတို့မဟုတ်ရုံးကိုဖုံးဆက်၍အကြောင်းရင်းရှင်းပြနိုင်ပါကကျွန်ုပ်တို့ဤဆရာဆရာမများကတကယ်ပင်ကျေးဇူးတင်ပါမည်သင်ယူမှုအများစုမှာအတန်းထဲတွင်ဖြစ်ပေါ်ပါသည်ပြီးလျင်အခါတရံသင်ဤကျောင်းသားကျောင်းသူအားအိမ်စာပေးလိုက်နိုင်ပါသည်သင်ကျောင်းသူကျောင်းသားများဤဆရာဆရာမကအတိအကျမျှော်လင့်ထားသည့်အရာများကိုပိုမိုကြားသိရန်၎င်းတို့ကိုဆက်တွယ်ပါ
လေ့လာရေးခရီးများမိသားစု၏ပါဝင်မှုကျောင်းသူကျောင်းသားများနှင့်မိသားစုများအတွက်တစ်နှစ်ပတ်လုံးစိတ်လှုပ်ရှားပွဲအများအပြားပြုလုပ်ပေးပါသည်ကျောင်းသူကျောင်းသားများနှင့်မိသားစုများအတွက်တစ်နှစ်ပတ်လုံးစိတ်လှုပ်ရှားပွဲအများအပြားပြုလုပ်ပေးပါသည်ယင်းတို့တွင်မိဘများကလိုက်လံစောင့်ရှောက်ပေးသူများအဖြစ်လှူအားပေးနိုင်သောလေ့လာရေးခရီးများကျောင်းပြန်တက်သည့်ညများသင်ကလေး၏ဆရာမများနှင့်တူးချင်းစီချိတ်ဆက်ပြီးသင်ကလေးကကျောင်း၌မြည်သည့်အခြေအနေရှိသည်ကိုပြောဆိုဆွေးနွေးရန်စောင်းဦးနှင့်ຫນွေဦးရာသီမိဘဆရာအစည်းအဝေးများပါဝင်နိုင်ပါသည်ဤပွဲများကသင်ကလေးနှင့်အတူသင်ယူဖို့လူမှုအတိုင်းအဝန်နှင့်ချိတ်ဆက်ဖို့နှင့်ပျော်ဖို့အခွင့်အရေးများပေးပါမည်အမေရိကန်ပြည်ထောင်စုနှင့်ဒေးဗစ်ဒေါ်လော့ကျောင်းခရိုင်တို့တွင်ကျွန်ုပ်တို့သည်မိသားစုများ၎င်းတို့ကလေးများ၏ပညာရေးတွင်ပါဝင်ခြင်းကိုတံမိုးထားပါသည်ကျွန်ုပ်တို့၏ကျောင်းတို့လာရောက်လဲပတ်ရန်ဆရာမများတို့မဟုတ်ကျောင်းအုပ်များနှင့်ရက်ချိန်တောင်းဆိုရန်အထောက်အကူပြုသည့်အရင်းမြစ်များရှာဖွေဖို့ဝန်ထမ်းများနှင့်ပြောဆိုဆွေးနွေးရန်တင်အားအမြဲကြိုဆိုပါသည်ကျောင်းများ၌လှူအားပေးများဖြစ်ရန်ပွဲများ၌ပါဝင်ရန်စာသင်ခန်းတွင်ကူညီရန်အပြင်လေ့လာရေးခရီးများ၌လိုက်ပါစောင့်ရှောက်ရန်မိသားစုများအားကျွန်ုပ်တို့အားပေးတိုက်တွန်းပါသည်သင်ကလေးအားပံ့ပိုးရန်အကောင်းဆုံးနည်းလမ်းတစ်ခုမှာ၎င်းတို့သင်ယူနေသည့်အရာအကြောင်း၎င်းတို့နှင့်ပြောဆိုခြင်းဖြစ်သည်၎င်းတို့၏နေရနှင့်ကျောင်း၌တိုးတက်မှုအကြောင်းမေးပါသင်ကလေး၏နာဂတ်အတွက်သင်ထားရှိသည့်မျှော်လင့်ချက်များနှင့်စိတ်ကူးများကို၎င်းအားပြောပြပါပြီးလျင်ထိုစိတ်ကူးများနှင့်မျှော်လင့်ချက်များကို၎င်းတို့၏ဆရာမများအားပြောပြလိုလျင်ပြောပြပါအခက်အခဲများပေါ်လာပါကအတူတကွဖြည့်ရှင်းချက်များရှာဖွေဖို့ကျောင်းဝန်ထမ်းများနှင့်လက်တွဲလုပ်ကိုင်ရန်ကျွန်ုပ်တို့အားပေးပါသည်သင်ကလေးအတွက်အကောင်းဆုံးဖြစ်မိနည်းလမ်းများဖြင့်အိမ်၌သင်ယူခြင်းကိုပံ့ပိုးပုံအကြောင်းကိုလည်းသင်မေးမြန်းနိုင်ပါသည်အစီရင်ခံစာအပြားများစာသင်ခန်းထဲတွင်သင်ကလေးအခြေအနေညီတို့ရှိသည်ကိုပြသရန်အစီရင်ခံစာကပြားများကိုတစ်နှစ်လျင်အကြိမ်များစွာထုတ်ပေးပါသည်၎င်းတို့တွင်အဆင့်များဆရာမများ၏မှတ်ချက်များအပြင်အခြားအရာများပါဝင်ပါသည်သင်၌မေးစရာများရှိပါကသင်ကလေး၏ဆရာမကိုဆက်သွယ်ပါကျောင်းချိန်နောက်ပိုင်းအစီအစဉ်များဒေးဗစ်ဒေါ်လော့ကျောင်းခရိုင်တွင်ကျွန်ုပ်တို့၏ကျောင်းအားလုံး၌စမ်းဟုလည်းတည်ကြသည့်ရက်ကွက်များကိုစီးလုံးသည့်ကျောင်းများအစီအစဉ်မှညီနိုင်ဆောင်ရွက်ပေးသည့်ကျောင်းချိန်နောက်ပိုင်းကျွယ်ဝစေသည့်အစီအစဉ်များရှိပါသည်အခွင့်အရေးများစွာအကြောင်းပိုမိုလေ့လာရန်သင်ကျောင်း၏တည်နေရာရှိစမ်းစီမံခန့်ခွဲသူကိုဆက်သွယ်ပါဂျာမဆက်သွယ်ပေးသူများသင်သည် Spanish ရုရှားတို့မဟုတ်ဗီယက်နမ်ဘာသာစကားပံ့ပိုးမှုလိုအပ်ပါကခရိုင်၏ဆက်သွယ်ရေးအရာရှိတဦးကိုဆက်သွယ်ပါသင်သည်အခြားဘာသာစကားတစ်ခုပြောပါကကျွန်ုပ်တို့ကိုဆက်သွယ်ဖို့ဝင်မလေးပါနှင့်ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏မိသားစုများဆက်သွယ်ပြောဆိုခြင်းကိုကူညီရန်စကားပြန်ကိရိယာများရှိပါသည်ကျောင်းခရိုင်တစ်ခုအနေဖြင့်ကျောင်းသူကျောင်းသားများသည်ဘေးကင်းသောသင်ယူမှုအဝင်းကျင်များကိုရရှိသည့်အခါသင်ယူပြီးရှင်တန်နိုင်သည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်ကျွန်ုပ်တို့သည်အရေးပေါ်အခြေအနေတရက်အတွက်အသင့်ရှိကြောင်း
ယုံကြည်စိတ်ချရန်ကျွန်ုပ်တို့ကျောင်းများသည်ပုံမှန်လေ့ကျင့်ရေးများပြုလုပ်ကြပါသည်ကျောင်းခရိုင်တစ်ခုအနေဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ကျောင်းသူကျောင်းသားများကိုကာကွယ်ပြီးကျွန်ုပ်တို့၏ကျောင်းများကိုကျောင်းသားကျောင်းသူတိုင်းသင်ယူကြီးထွားပြီးရှင်သန်နိုင်သည့်တည်တံ့နေရာများအဖြစ်ဆက်လက်ရှိနေဖို့အေကြစေရန်ကျွန်ုပ်တို့၏တန်ဋိအပေါ်ကျွန်ုပ်တို့စီးလုံးစွာယက်တည်နေပါသည်လူမှုအတိုင်းအဝန်တရက်အနေဖြင့်ကျွန်ုပ်တို့၏ကျောင်းများသည်မျှော်လင့်စရာသင်ယူစရာနှင့်အခွင့်အရေးရှိရာနေရာများဖြင့်ဆက်လက်ရှိနေကြောင်းသိကြစေဖို့ကျွန်ုပ်တို့သည်လူမှုအတိုင်းအဝန်တရက်ဖြင့်အခိုင်အမာယက်တည်၍စီးလုံးနေပါမည်ဒေးဗစ်ဒါလော့ကျောင်းခရိုင်လူမှုအတိုင်းအဝန်တွင်အစိပ်ပိုင်းတရက်အဖြစ်ပါဝင်ရန်ရည်ရွယ်သည့်အတွက်ကျေးဇူးတင်ပါသည်သင်ကလေး၏သင်ယူမှုခရီးတွင်ပါဝင်ပြီးဤခရီးအဆင့်အတိုင်းတွင်သင်နှင့်လက်တွဲဆောင်ရွက်ရန်ကျွန်ုပ်တို့စိတ်လှုပ်ရှားမိပါသည်